ဒီစကူယခုဖတ်နေတဲ့သို့မဟုတ်နောက်ဆုံးဖတ်ခဲ့တဲ့စာအုပ်အမည်ကိုတဲ့ပြောပြပေးပါခင်ဗျာတဲ့သို့ဒီမဟုတ်တဲ့ကျွန်တော်တို့လူငယ်လူရွယ်တွေကိုတဲ့ဖတ်စေခြင်းနဲ့အန်တီစုရဲ့ဆန္ဒအရှိဆုံးစာအုပ်တအုပ်များရှိရင်တဲ့ပြောပြစေခြင်းပါတယ်တဲ့အန်တီကခရီးသွားတဲ့အခါကြလို့ရှိရင်အများသဖြင့်ကြပြစာအုပ်တွေယူလေးရှိတယ်ဘာလို့ကြပြလေးတွေကတိုးတာ哦ကြပြလေးကတိုးတဲ့အခါကျတော့အချိန်ရှိတဲ့အခါမှာဖွင့်ပြီးတော့ကြပြတစ်ပုတ်နှစ်ပုတ်လောက်ဖတ်လိုက်တာပေါ့အခုအန်တီနဲ့ပါလာတဲ့ကြပြစာအုပ်ဆိုရင် poem for the day 2ဆိုတာ volume 1နဲ့ရှိတယ်ဒီဟာ volume 2ပေါ့နော်အဲ့ဒီထဲမှာတော့ poem for the day ဆိုတာတစ်နှစ်ကနေတိုင်းအတွက်ကြပြတစ်ပုတ်ပေါ့အဲ့တော့ဥမာဆိုလို့ရှိရင်ဒီနေ့တော့မဖတ်ပြသေးဘူးအချိန်ရှိလို့ရှိရင်အိမ်ပြန်သွားလို့ရှိရင်29 September ဖွင့်ပြီးတော့ဖတ်လိုက်မှာပေါ့နော်အဲ့တော့ဘယ်ကြပြလဲဆိုတာတော့မသိသေးဘူးအဲ့ဒါအနည်းတတိထားမိတာတော့လူငယ်တွေသိအောင်ပြောမှာအသက်ကြီးလာလို့လားမသိဘူးကြပြကိုပို့ပြီးတော့နှစ်သက်လာတယ်ဘာဖြစ်ဆိုတော့ကြပြတွေထဲမှာဆိုရင်တွေးစရာခေါ်စရာတွေကအများကြီးရှိတယ်ကြပြဆရာကိုတိုင်ကရည်ရွယ်တဲ့အဓိပ္ပာယ်အပြင်ကိုယ့်ဘာကိုအဓိပ္ပာယ်ဖော်နိုင်တာလည်းရှိတယ်အဲ့ဒါကြောင့်မလို့ကြပြကိုအင်တာမနှစ်သက်တယ်ကြပြဆိုတာကိုယ့်ရဲ့အတွေးနဲ့ချဲ့ပိုင်ခွင့်ပေးတယ်လို့လည်းယူဆတယ်နောက်ပြီးကြပြဆိုတာဟာလူမျိုးမရွေးဘာသာမရွေးယဉ်ကျေးမှုမရွေးလူသားတွေအချင်းချင်းဆက်နွယ်မှုဖြစ်စေတယ်